ဒါတော့အေယာဦးဆိုင်ဒေသကြီးမိမလာမြို့နယ်ကျွန်းမှာရှိတဲ့ဒါတော့အာဆီယံအမွေအနှစ်ထိန်းသိမ်းရေးဂီယာစနစ်တဘာဝဘေးမဲ့တော်ပဲဖြစ်ပါတယ်တော်ရိုင်းတဘာဝဘေးမဲ့တော်ပေါ့နော်အခုရောက်ရှိနေတာတော့ဒါမြောက်တရားဖျားပဲဖြစ်ပါတယ်ကျွန်းပေါ်မှာတည်ရတာပါကိုဒီခီးစမှာကျင်းနေမရှိလားဒီမှာရမ်းကြောပါတယ်အရင် excited လို့ပြောတယ်ဒီခီးစနဲ့ပတ်သက်ပြီးဗာလေးမြန်ပြောသွားချင်လဲပြောပါတယ်ဒါကြီးကိုအရန်သဘောကျပါတယ်ခင်ဗျာကိုဘာပြောသွားချင်လဲဆေးပါခုပါတယ်ဒီနေရှိတော့ညီမလေးဒီခင်းစနဲ့ပတ်သက်ပြီးတော့စိတ်ကျဉ်နေမှုရရလားဘာဒီကစကားပြောတော့မဲစကားရင်ပြောချင်တယ်သမမကျော်ကြီးအစီချပ်လို့ကိုကြီးစဆိုင်တနေ့လို့လေငါမိုင်းတော့လာချောက်ပြီးမိုက်တယ်ဟုတ်တယ်နော်ဒီငါရဲ့ကျော်ကိုကြီးရဲ့Tata Shaman, Pali. Marusia, no, she yummy. Okay, thank you, Mati. I like the whole year. Fine. Go out of the gallery. အော်တကယ်တော့ဝမ်းသာပါတယ်ကျွန်တော်လည်းဒီဟိုမရောက်သေးတာ first time ပေါ့နော်ဆိုတော့အခုမြင်ရတဲ့နေထားလေးတွေကစိတ်မကောင်းစရာပေါ့နော်ဒါပေမဲ့ပြန်လှုပ်လို့ရပါတယ်ဒါเนาะအဲ့တော့ဒီလောက် ecosystem high biodiversity ပေါ့နော်တကယ်ကိုဇီဝမျိုးစုံမျိုးကွဲဒီဘိန်းမလာကျော်ဟိုဗမာပြည်မှာ ASEAN Heritage 10ခုထဲမှာတစ်ခုပါတဲ့ပြင်ကို Ramsar site ထဲမှာလည်းသူကပါတယ်ဆိုတော့ဒါတွေကဂုဏ်ယူစရာလည်းဖြစ်တယ်ဒီလောက်ထိကိုနိုင်ငံမှာဒီလို biodiversity ကောင်းတဲ့ဟာရှိပြီးတော့မှကျွန်တော်တို့လည်းရှေ့ကို ecotourism အတွက်ကိုလုပ်နေတာဖြစ်တဲ့အတွက်ဒီမတမ်းမှဒီလိုရောက်တယ်ဒါကအခုကလေးလာရေးတဘောပေါ့နော်ဒီမှာလိုအပ်ချက်တွေတော့အများကြီးပေါ့နော်ဒါလေးဘယ်လိုရှေ့ကိုပူပေါင်းဆောင်ရွက်သွားကြမလဲအားလုံး community ရော tour operator တွေရောနောက်ကျွန်တော်တို့လုပ်ငန်းရှင်တွေရောနော်ဟိုသက်ဆိုင်ရာဌာနဆိုင်ရာနော် all stakeholders ပေါ့ဗျာအကုန်လုံးပူပေါင်းပါဝင်ပြီးတော့မှဟိုညီတိုင်းစီးရုံးနဲ့ဒါလုပ်သွားမယ်ဆိုရင်တော့ဒါအင်တာမအောင်မြင်တိုးတက်တဲ့ destination တစ်ခုဖြစ်တယ်လို့ယုံကြည်ပါတယ်ကျေးဇူးပါဒါလည်းကျွန်တော်လည်း first time ပေါ့နော်မင်းမလာချင်းကိုရောက်တဲ့အချိန်မှာတကယ်ပဲမမျော်လင့်ထားတဲ့ဟာပေါ့နော်မျော်လင့်ထားတဲ့ဟာလည်းကျွန်တော် beyond expectation ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်ဒီမှာရရှိခဲ့တယ်ပေါ့နော်ဒီခီးစဉ်မှာနောက်တစ်ခုကလက်ရှိမိကြောင်းနဲ့ပတ်သက်ပြီးမှဒါမြန်မာပြည်မှာဆိုရင်လွယ်လွယ်ကူကူနဲ့အရင်မှကြည့်လို့ရနိုင်တဲ့နေရာတစ်ခုဖြစ်တဲ့အတွက်တခီးတဲ့ဒီအနေနဲ့လည်းလာတင်တဲ့နေရာဖြစ်တယ်ပြီးတော့ဒီမှာတွေ့ရတာတော့ဒေသခံတွေအနေနဲ့လည်းအများကြီးအားစိုက်ထုတ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒေသခံတွေကဒီမှာရှိတဲ့ဒါတိုး operator လာလုပ်တဲ့လူတွေကလည်းဒေသခံတွေနဲ့ပူးပေါင်းပြီးမှဒီဟာလေးကို educate လုပ်တင်တယ်အတတ်နိုင်ဆုံးကတော့ကျွန်တော်တို့ biodiversity ဆိုတဲ့ဇီဝမျိုးစုံမျိုးကွဲတွေကိုမထိခိုက်ပဲနဲ့ဇီဝမျိုးစုံမျိုးကွဲတွေကိုပြသပြီးတော့ကျွန်တော်တို့ဒီကအကျိုးမြတ်လေးတွေယူဖို့အတွက်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကျွန်တော်လှုပ်ဆေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်၌လည်း energy data မှာ data ခံတယောက်အနေနဲ့ကို data ရဲ့ခီးတော်ဝန်ဆောင်မှုလုပ်ငန်းတွေကိုတိုးတက်အောင်လုပ်လာတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီ data မှာလည်းကျွန်တော်တို့လိုမျိုးကျွန်တော်တို့လည်းဘူးမတီဘာမတီနဲ့လုပ်ခဲ့တဲ့လူငယ်ပဲပေါ့နော်ဆိုတော့ဒါပေမဲ့အခုထိဆိုရင်ကျွန်တော်ထဲထဲဝင်လည်းလုပ်ဖြစ်နေတယ်ဒီကိစ္စများစွာကိုလည်းကျွန်တော်တို့လုပ်ခဲ့တဲ့အတွေ့အကြုံတွေလည်းအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာလာပြီးမှကူပေးပါဆိုရင်ကျွန်တော်ကူပေးနိုင်တဲ့တိုင်းတာရှိတယ်ပေါ့နော်ပညာပေးလို့ဟောပြောပြတာမျိုးတွေလည်းတချို့သင်တန်းတွေလည်းကျွန်တော်လုပ်ပေးတာနိုင်တယ်ရှိပါတယ်ပေါ့ဆိုတော့ဒီကိုလာရတဲ့အတွက်အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်ကိုစိုးမောင်နဲ့တကွာဒီဖွဲ့တာအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒေသခံအနေနဲ့ကတော့ခုလိုဧည့်သည်လာတာဝမ်းသာမှုတော့ရှိတယ်ဒါပေမဲ့တခုပြောချင်တာကိုယ့်ဘက်ကဝန်ဆောင်မှုလေးတွေဖြစ်တင်းမိအောင်ဒီဖရီတာကြီးကလည်းပျက်စီးယိုယွင်းနေတဲ့အခါမှာကြတော့လေကြေးရွာမှာကဒါချင်းရင်နွမ်းမတဲ့ကြေးရွာလည်းဖြစ်နေတော့လေလာတဲ့ဧည့်သည်တွေကိုဟိုတာဝန်ကြီးဟိုမဆောင်ရွက်ပေးနိုင်တာလေးတခုတော့ဒါ
ဒါနားလေပေးသေးချင်ပါတယ်လို့လာရောက်တဲ့လူတွေကိုလည်းအထူးတလဲကျေးဇူးတင်ပါတယ်အခုလို့ဒီဖရီတာရဲ့ဖြစ်ပျက်နေတဲ့ပုံစံကြောင့်ဟိုကျေးရွာပေါ်လဲလာရောက်ပြီးတော့ဒီခီးသွားဧည့်သည်တွေကလာရောက်တဲခိုကြတဲ့အခါမျိုးကြတော့ကျွန်တော်တို့မှာဝန်ဆောင်မှုဖြည့်တင်းမိအောင်မပေးနိုင်တဲ့အပိုင်းလေးတစ်ပိုင်းတော့စိတ်ထဲမှာတိတ်မကောင်းဘူးပေါ့လေဒါပေမဲ့လာရောက်တဲ့ဟိုခီးသွားဧည့်သည်တွေကိုတော့အထူးကျေးဇူးတင်ပါတယ်လို့ပြောကြချင်ပါတယ်ဗျာ ဟုတ်ကဲ့ကျေးဇူးပါ ไอ้จีกูโทรเล่นด้วยအောင်လေတွဲပြီးအောင်လေလိုက်စီရောဟုတ်ပြီကဒါမင်းသမီးတယောက်ဒီမှာမင်းသားကြီးပေါ့ကြော်ဟိန်းပေါ့မင်းသားကြီးကြော်ဟိန်းပေါ့မင်းသားကြီးကြော်ဟိန်းအလဲဦးကြော်ရမ်းစိဆိုးတယ်မဦးကျော်ဒီမှာလဲနောက်ထပ်ဦးကျော်တယောက်ရပြီဆေးရအောင်မှတ်တမ်းတင်လိုက်ပြီနော်ကဲဒါကတော့ကျမတို့ရဲ့နော်ကြီးဖြစ်ပါတယ်ကျမတို့ရဲ့ Queens နော်ကြီးအဲ့တော့ဆေးရဦးလာကြီးဖြစ်ပါတယ်ကဲကရုံကနိကျေးရအောင်ရောက်နေကြပါပြီပြီးအောင်ဒါကတော့ကျမတို့ရဲ့ချောချောဗီဒီယိုအတွက်ကျမရဲ့ special chocolate ကျမပယ်လာတော့နည်းနည်းတော့ကျွတ်တယ်မယ်ဒါတော့ကျမတို့ရဲ့ချမမနန်းဖြစ်ပါတယ် Happy Valentine Day ကျမတို့ရဲ့ချောလေးကြီးဖြစ်ပါတယ်ကြည်ရေ1 2 3 Happy Valentine Day လမ်းမေဟိုမှာ sponsor ကြော်ကြီး阿吉梦，哦，买鞋位呀？回头机，加了，回头机哦。Ada deh. Kutai mana ya,